လွယ်ကူပြီးဝင်ငွေကောင်းတဲ့အလုပ်နိုင်ငံသားမှာအလုပ်လုပ်ကိုင်နိုင်မဲ့အခွင့်အရေးစတဲ့မမောစရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့စကားလုံးတွေနောက်မှာကိုမသိနိုင်တဲ့အကြောင်းအရာတွေများစွာရှိနေနိုင်ပါတယ်ဒါပေမဲ့အခွင့်အရေးတိုင်းကလက်တွေ့မှာတော့ထင်သလောက်လွယ်လွယ်နဲ့မရနိုင်ပါဘူးဒီလိုလွယ်ကူရိုးရှင်းတဲ့အခွင့်အရေးတွေကိုလူတိုင်းလိုချင်ကြမယ်ဆိုတာသူတို့ကကြိုသိနေကြပါတယ်ဖုန်းခေါ်ဆိုမှုတစ်ခုခြေချမှုတစ်ခုကနေအခွင့်အရေးတွေရလာနိုင်တယ်လို့ထင်ရပေမဲ့နောက်ွယ်မှာတော့မမြင်နိုင်တဲ့အန္တရာယ်တွေကရှိနေပါတယ်တကယ်လက်တွေ့မှာတော့အလုပ်ကြော်ညာတွေကအတိုင်းမဟုတ်ပဲမလုပ်ချင်တဲ့အလုပ်တွေကိုအတင်းအကျပ်ဖိအားပေးချင်းချောက်စေခိုင်းခံရပါတယ်သူတစ်ပါးကိုတဆင့်ပြန်လဲလိန်ခိုင်းခြင်းနဲ့အွန်လိုင်းချစ်သူအဖြစ်ငွေကြေးလိမ်လည်ခိုင်းခြင်းစတဲ့အလုပ်တွေကိုလုပ်ရပြီးဒါတွေကိုနောက်ပြန်ဆုတ်နိုင်ဖို့တော့အရန်ကိုပဲနောက်ကျသွားခဲ့ပါပြီသူတို့ခိုင်းတဲ့အတိုင်းတခြားသူများကိုလိမ်လည်ပြီးငွေမရှာပေးနိုင်တဲ့အခါမှာတော့ပြင်းပြင်းထန်ထန်အကြမ်းဖက်နှိပ်စက်ခြင်းများကိုခံကြရပါတယ်အမျိုးသမီးများအနေဖြင့်ဆိုးရွားသောအခြေအနေများကိုပုံမခံစားရပြီးတချို့သောအမျိုးသမီးများသည်လိင်လုပ်သားအဖြစ်ပြည့်တစားလုပ်ခိုင်းခြင်းနှင့်ခေါင်းပုံဖြတ်အမျက်ထုတ်ခံရခြင်းကဲ့သို့သောအခြေအနေများနဲ့ကြုံတွေ့ကြရပါတယ်။ဤအခြေအနေများသည်လူကုန်ကူးမှုဖြစ်စဉ်တစ်ခုဖြစ်ပြီးလူကုန်ကူးခြင်းဟုသတ်မှတ်သည်။ဒါကြောင့်မယုံကြည်နိုင်ဖွယ်များပြားသောလစာနှုန်းထားများမသေးချာမရေရာသောအဆက်အသွယ်များအလုပ်ကြော်ညာများနှင့်မူမမှန်သောအချက်လက်များကိုသတိပြုကာအွန်လိုင်းပေါ်မှလိမ်လည်မှုများကိုသတိပြုရှောင်ရှားနိုင်ဖို့အတွက်အလွန်အရေးကြီးပါတယ်။တရားဝင်အလုပ်အကိုင်ရှာဖွေသော website များနဲ့လုံခြုံစိတ်ချယုံကြည်ရသောနေရာများမှာသာအလုပ်အကိုင်ရှာဖွေကြဖို့တိုက်တွန်းသတိပေးလိုပါတယ်။အကယ်၍တင်ကိုယ်တိုင်သို့မဟုတ်တင်ပတ်ဝင်ခြင်းမှာဒီလိုအန္တရာယ်တွေနဲ့ကြုံတွေ့လာရဲဆိုရင်တော့ထိုင်းနိုင်ငံအွန်လိုင်းမှုကင်းနှိမ်နင်းရေးဌာနဖုန်းနံပါတ်1441အားဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်။